ရက်စကားတွေကမိသားစုတွေရဲ့ခရီးသွားပုံစံကိုပြောင်းလဲပစ်တော့မှလားကဲဒီနေ့တော့အဲ့ဒီမေခွန်းနဲ့တိုက်ရိုက်ပတ်သက်နေတဲ့မိသားစုတော့ကိုပဲအဓိကထားထိုးလို့ထားတဲ့ BYD M6 ဆိုတဲ့ EV ကားတဲ့စီးကြောင်းကိုတစ်ခုချင်းစီလေ့လာကြည့်ကြပါဦးဒီ M6 ဆိုတာကလေမြန်မာပြည်မှာတော်တော်လေးရင်းနှီးပြီးသားလူကြိုက်များတဲ့ BYD E6 ကိုအခြေခံပြီးအဆင့်မြင့်တင်ထားတဲ့ကားတစ်စီးပါဆိုတော့အထက်ကမေခွန်းက E6 ထက်ဘယ်အချက်တွေကတိတိတသာကြီးပိုကောင်းလာတာလဲဟုတ်ပြီဒါဆိုရင်ဒီ M6 ကားတစ်မှာဘာတွေထူးခြားလာလဲဘာတွေအစစ်မင်တင်ထားလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင် EV ကားတစ်စီးကြောင်းပြောင်းရင်အရင်ဆုံးသိချင်ကြတာကနှစ်ချက်ပဲရှိတယ်ဘလောက်မြန်တယ်လဲနဲ့အားတစ်ခါတော့ရင်ဘလောက်အဝေးကြီးမောင်းလို့ရမလဲဆိုတာပဲလေကဲအဲ့ဒီအချက်တွေကနေစလိုက်ကြရအောင်ဒီကားမှာရွေးချယ်စရာ model 2မျိုးလာပါတယ် standard range မှာဆိုရင် 55.4 kWh battery နဲ့ kilometer 420လောက်မောင်းနိုင်မယ်extended range ကတော့ပိုရတဲ့ 71.8 kWh battery နဲ့ဆိုတော့ kilometer 930အထိကိုမောင်းနေနိုင်မှာဖြစ်ပါတယ်ဟုတ်ပါပဲ extended range model ကတိတိတာတာကိုခီးပို့သွားနိုင်တာကိုတွေ့ရမှာပါကီလိုမီတာ930ဆိုတာစဉ်းစားကြည့်လေရန်ကုန်နေပြီးတော့ကိုအတော့အပြန်အားပြန်သွင်းဖို့စိတ်ပူစရာမလိုတော့ဘူးပေါ့ခီးပေးသွားနိုင်တဲ့ကြိုက်တဲ့မိသားစုတွေအတွက်တော့တကယ်ကိုသတင်းကောင်းပါပဲအရှိန်နှုန်းဘက်ကိုကြည့်လိုက်ရင်လည်း extended range model ကတနာရီကီလိုမီတာ100အရှိန်ကို 8.6 စက္ကန့်ပဲကြာတယ်။ဒါကမိသားစုတို့ MPV ခါကြီးကြီးတစ်စီးအသက်ဆိုရင်တော်တော်လေးကိုကောင်းတဲ့ performance လို့ပြောရမှာပါ။ဒီလိုရှင်ကောင်းကောင်းရတာကဘာကြောင့်လဲဆိုတော့သူ့မှာမင်းကောင်ရ201နဲ့ top 310 nm အထိရှိတဲ့ motor ကိုသုံးပြီးထားလို့ပါပဲ။ဆိုတော့ကားမောင်းတဲ့အခါမှာအားမရဘူးဆိုတာမျိုးလုံးဝဖြစ်မှာမဟုတ်ပါဘူး။ကဲအပြင်ပိုင်း performance တွေပြောပြီးပြီဆိုတော့ကားရဲ့အတွင်းခန်းထဲကိုတစ်ချက်လွန်ကြည့်ကြအောင်မိသားစုတွေဘလို့တက်တုံတက်တာရှိမလဲဘလို့နီးပညာအသစ်တွေပါလာမလဲကြည့်လိုက်ကြတာပေါ့ဟုတ်ကဲ့ဒါကလူခွန်ရောက်အထိစီးနှင်းလိုက်ပါနိုင်တဲ့7 seater အမျိုးအစားပါဆိုတော့မိသားစုဝင်များများနဲ့ဖြစ်ဖြစ်တကယ်ချင်းတွေနဲ့ဖြစ်ဖြစ်ခီးသွားတဲ့အခါနေရအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့နောက်ဆုံးခုန်တန်းကိုသာခောက်ချလိုက်နေရအကျကြီးပဲစုစုပေါင်း980လီတာအထိဝင်ဆန့်တာဆိုတော့လေခရီးဆောင်အိတ်အကြီးကြီးတွေရောတခြားပစ္စည်းပစ္စည်းရွာတွေရောအကုန်ထက်ထက်တုံထက်တာတည်သွားလို့ရပြီကားအတွင်းကမှာအထင်ရှားဆုံးကတော့ဒါပဲ BYD ရဲ့အမတ်သားလို့ဖြစ်နေတဲ့စနစ်တက်တဲ့ရှေ့လက်မအရွယ် touch screen ကြီးပေါ့မြေပုံကြည့်ချင်ရင်အရာလိုက်တာတခြား app တွေသုံးချင်ရင်နောင်လိုက်လင်းပြီးသုံးလို့ရတာကသူ့ရဲ့ထူးခြားချက်ပဲပြီးတော့ Apple CarPlay နဲ့ Android Auto နှမျိုးလုံးလည်းရတော့ဖြောဖြေကောလက်ညွှန်မှုတော့ပေါင်းအားလုံး okay ပဲမိသားစုသုံးကားတစ်စီးလို့ပြောလိုက်ရင်အရေးကြီးဆုံးကဘေးကင်းလုံခြုံရေးပဲလေ safety က number 1ပဲဆိုတော့ဒီကားမှာစိတ်ချရောက်ဖို့အတွက်ဘယ်လိုနည်းပညာတွေထည့်ပေးထားလဲကြည့်လိုက်ကြအောင်ဒီကားရဲ့လုံခြုံရေးမှာအဓိကကြောက်ဆုံးအချက်ကတော့ BYD ရဲ့ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ Blade Battery ပါပဲဒီ battery ကဘာကောင်းလဲဆိုတော့လေသူ့ရဲ့ဒီဇိုင်းအရမတော်တဆထိုးမိတာဖောက်မိတာမျိုးဒီမှာတောင်မီးနှောင်ဖို့ပောက်ကွဲဖို့အန်တယ်ကတော်တော်လေးကိုနေသွားပြီဒါကမိသားစုအတွက်စိတ်အချဆုံးအချက်ပဲပေါ့ဒါပြင်ကားထဲမှာလိုက်ပါစီးနှင်းတူတိုင်းရဲ့လုံခြုံရေးခ airbag 6လုံးကားပါကင်ထိုးတဲ့အခါဒါမှမဟုတ်လမ်းချင်းတွေထဲဝင်တဲ့အခါအရန်အသုံးဝင်တဲ့360 degree camera နဲ့ရင်တိုက်မှုတွေကိုကြိုတင်ကာကွယ်ပေးနိုင်တဲ့ ADS လို့ခေါ်တဲ့အစစ်မြစ်စနစ်တွေလည်းအစုံလင်ပါဝင်ပါသေးတယ်။ Okay အခုပြောပြမယ့်အချက်ကတော့ဒီ M6 ကားရဲ့တကယ့်ကို highlight လို့ပြောလို့ရတယ်။ဒါကကားတစ်စီးရဲ့အထုံးဝင်မှုဆိုတာထက်အများကြီးပိုသွားမယ်။အဲ့ဒါကတော့ vehicle to look V2L လို့ခေါ်တဲ့စနစ်ပါပဲ။လွယ်လွယ်ပြောရရင်ကားဘက်ထရီကို power bank အကြီးစားတစ်ခုလို့အသုံးပြုပြီးအပင်ကလက်ဆက်ပစ္စည်းတွေကိုမီးပြန်ပေးတာအားပြန်သွင်းတာမျိုးလုပ်လို့ရတာကိုဆိုလိုတာပါဆိုတော့စဉ်းစားကြည့်လေမိသားစုနဲ့ပျော်ပွဲစားထွက်တဲ့ကားဘက်ထရီကနေမီးယူပြီး coffee fuel လေးသုံးမလားညဘက်ကမ်ပင်းမှာမီးချောင်းလေးတွေထုံးလားဟော့ပေါ်စားဖို့လက်စမီးဖို့လေးတောင်တိုက်ရိုက်သုံးလို့ရမှာတကယ်ကိုအသုံးဝင်တဲ့ function တစ်ခုပဲနော်အထူးသဖြင့်လေမိသားစုလိုက် campaign ထွက်ရတာအပန်းဖြည့်ခရီးသွားရတာကြိုက်ကဲသူတွေအတွက်ဆိုရင်ဒီ V2L စနစ်ကခရီးသွားအတွေ့အကြုံကိုလုံးဝ level up ဖြစ်သွားစေမှာသိကြပါတယ်ကဲဒီလောက်ဆိုရင်ဒီကားရဲ့အဓိကအချက်တွေတော်တော်များများကိုသိလောက်ပြီဆိုတော့အားလုံးကိုခြုံငုံပြီးပြန်သုံးသပ်ကြအောင်ဒီ BYD EMU6 ကတကယ်တမ်းဘယ်လိုမိသားစုတွေနဲ့အသင်းတော်ဆုံးဖြစ်မလဲအနစ်ချုပ်အနေနဲ့ extended range ကခရီးဝဲသွားလာမှုအတွက်အားပြည့်ပေးထားတဲ့ Blade battery ကစိတ်ချတဲ့လုံခြုံရေးကိုအားမခံနဲ့ပြီးတော့ V2S နဲ့ဒါကတော့မိသားစုရဲ့ lifestyle ကိုပိုပြီးလွတ်လပ်ပျော်ရွှင်စေတဲ့ဒီအားသာချက်ဒီအားနိုးပေါင်းဆက်လိုက်တဲ့အခါ EMU6 ကတော်တော်လေးပြည့်စုံတဲ့မိသားစုသုံး EV ကားတစ်စီးစီလာတာပေါ့ဒီကားကိုပိုပြီးအသေးစိတ်သိချင်တယ်ကိုယ်တိုင်သွားကြည့်ချင်တယ်ဆိုရင်တော့မြန်မာနိုင်ငံမှာရှိတဲ့ BYD ကားအယောင်ပြခိုင်းနေမှာဈေးနှုန်းရနိုင်မဲ့အယောင်တွေနဲ့တခြားအချက်အလက်တွေကိုတွားရောက်စုံစမ်းနိုင်ပါပြီနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဒီလို BYD M6 လိုမျိုး
နီးပညာအသစ်တွေနဲ့ပြည်စုံတဲ့လျှက်စစ်ကားတွေဟာမိသားစုလိုက်ခရီးသွားခြင်းရဲ့အနာဂတ်ကိုရော lifestyle ပုံစံတွေကိုပါတကယ်ပဲပြောင်းလဲပြနိုင်တော့မလားဆိုတာပါပဲ။